form ဖြည့်လို့ရှိရင်ပုံစံလေးတွေဘယ်လိုသွားမလဲဆိုတာကိုဒီမှာတေချာရှင်းပြပေးမယ်ဒီမှာ possessive ဆိုတာသိလားပိုင်ဆိုင်မှုကိုပြောနေတာဒါဆိုရင်ဒီစကားလုံးကိုအတိအကျကျွန်တော်တို့ကြက်ထားပြီးတော့အနောက်မှာဘာထည့်ရမလဲဆိုတော့သိထားပြီးရင်စာကြောင်းဖြေရတာ easy peasy ပဲနော်ဒါဆိုရင် possessive adjective ဘာလဲဟဲ့ my our your his her is plus now ဒီခါလေးကြာရင်ကျွန်တော်တို့ apostrophe s လို့ခေါ်တဲ့ပိုင်ဆိုင်မှုကိုညွှန်ပြရလဲပါနိုင်တယ်နော်အဲ့တော့ my our your his her is ကျွန်မတခုကြံခဲ့သေးတဲ့တဲ့ဟာသူ့ရဲ့နောက်မှာဗာလိုက်မလဲကျွန်တော်တို့ noun လိုက်ပေးရနော်ဒါဆိုရင်အဲ့ဒီ noun ဒီ noun phrase လည်းဖြစ်နိုင်တယ် noun လည်းဖြစ်နိုင်တယ်နော်ကျွန်မရှင်မကဒီနေရာမှာတော့ noun တွေပဲစဉ်းစားထားမယ် example လေးစကြည့်အောင်ပြောပါရဲ့လေ teach verb နော်စတင်တယ်လို့ပြောတာဟုတ်လား my ဟောလာပြီ my plant is very beautiful my ပါရဲ့လေကျွန်မတို့ဟာမဟုတ်ဘူးနော်ဟာလာကြားဆရာမတွေကိုပြောတာအဲ့တော့ my ပါလေ teacher yes my teacher is very beautiful ဟာလာဒီနေရာမှာဒါ is မဟုတ်ဘဲနဲ့ r လေးထည့်လိုက်ရင်တော့ဘယ်လိုဖြစ်သွားမှာteachers မှာ s လေးထည့်ပေးရမယ်เนาะအဲ့လိုလေးအပြောင်းလဲလေးရှိနိုင်တာသိရမယ်เนาะ my teachers are very beautiful ရန်လာတဲ့ဆရာမတွေရှိရဟုတ်တယ်မလားဆရာမဟုတ်ပါလားပါတယ်ပါလားဟေးဟုတ်ပြီအဲ့ဒါမို့ဝယ်ကြည့်မယ်နော်နံပါတ်2ဖြတ်နံပါတ်2ဖတ် beautiful ha plan is insane အရန်ယူခါလောက်အရန်ချောတယ်ကွာဒါမျိုးဒီစကလုံးอ่ะဟုတ်လားဒါပေမဲ့နည်းနည်း negative တော့ဆန်တာပေါ့နော်တိတ်ပြီးတော့ဟိုကောင်းတဲ့တည်းမဟုတ်ပါဘူးပေါ့နော်အဲ့တော့နည်းနည်းလေးအရန်ကိုယူမိုက်လောက်အောင်အရန်လာတယ်ပေါ့သူ့ကိုအရန်ကောင်မလေးကိုအရန်မှုန်းချင်တာဟာ possessive yeah possessive plus now ဒါကြောင့်မို့ beautiful ကို beautiful တိုင်းထည့်လို့ရမရမရဘူး b a u t y beauty အဲ့တော့ဟာ beauty is insane ဆိုမှ catchy ဖြစ်တဲ့စာကြောင်းလေးသုံးလိုက်တာเนาะဟုတ်လားဒီညမှာ insane မဟုတ်ဘဲနဲ့လည်းတခြားစကားလုံးတွေ adjective တွေအများကြီးသုံးလို့ရတယ်နံပါတ်3ပြောပါရလေ hi ဆိုတာမြင့်တော့ဒါဒီ adjective မေးကြည့်အောင်ပါရလေ what is your plan အဲ့တော့ why you are ဒီမှာ you are ပါတယ်မဟုတ်ဘူးလားဒါဆိုရင်သူ့ရဲ့နောက်မှာပါလိုက်ရမလဲ now possessive plus now ဒါဆိုရင် hi ရဲ့နောက်က h e i g h t height အဲ့လိုလေးသုံးတယ်ရမယ်နော် okay လား